Some people are gonna think that I'm crazy, but I don't care. All that matters to me is I said. Okay, မင်္ဂလာပါဒီနေ့ကတော့ဝေဆောင်တော့မှာဖြစ်ပါတယ်မနေ့ကတော့အခုကဘယ်နှစ်နာရီလဲဆိုတော့9နာရီတော့မထိုးသေးဘူး4နာရီခွဲလာမသိညအောင်7နာရီလောက်မှအိတ်တော့အချင်မှုတူရုပ်ဖြစ်နေကားဆောင်နေရပါတော့ဒီဖိုကားနေဖောင်းကားနေရပဲ ဖောင်းကားနေဖောင်းကားနေအခုအချိန်ပြောလိုက်ဘယ်နှစ်နာရီအချိန်က4နာရီနဲ့55မိနစ်ဝေဆောင်တော့မှာဖြစ်ပါတယ်ရှေ့ဒါမျိုးဆိုအစောကြီးထိုင်ကားပေါ်ရောက်ပြီးဖြစ်ပါတယ်မစသေးဘူးကျင်တယ်ဟုတ်ဘလို့ကားပေါ်ရောက်တယ်လူကြီးအောင်နော်ကားပေါ်အော်ညာရေးလေကပြေးလာကြမယ်ကျမတို့ဘာမလာခဲ့ဟောတည်မလားအဲ့လိုမနဲ့စောစောဘယ်သူမှဘာမလိမ့်လောက်ထင်တယ်။ဘာမိတ်ကပ်လေးထင်းနေမြင်တယ်လွဲမှသွားခဲ့မင်းတို့ဘာလာဆိုတော့ကားပေါ်ရောက်တာနဲ့အိတ်လိုက်တာမနဲ့စားတော့ဗမာရက်ပြီးစဉ်းစားလိုက်လဲတာကိုမတိလိုက်ဘူးပေါ့နော်ဒါပေမဲ့စဉ်းတော့စားလိုက်ပါတယ်အားနဲ့ကားပေါ်ပြန်တက်လိုက်ပြီးတော့ပြန်အိပ်ပျော်သွားတဲ့အချိန်မှာဝီဆောင်ရောက်သွားပါတယ်ကောင်းလိုက်တဲ့ welcome drink လေးကွာပြီးလည်းပြီးတော့ရာသီဥတုကကြည့်လိုက်မယ်ဆိုရင်တော့ဒီလိုလေးပေါ့နော်မိုးကတော့ share ကိုရွာနေတာရောက်ချင်းလေကမပိုင်နေတာလေဟိုတယ်ရောက်ရှိလာအခုကတော့အခန်းထဲကဒီလိုဆောင်နေကြဖြစ်ပါတယ်ဒါပေမဲ့အခန်းဆောင်နေနေတော့အဲ့လိုအရန်လာလို့ခံစားနေရတယ်ပေါ့နော်ကြည့်မလားအဲ့လိုဘလို့နေဝါနေလို့ခံစားနေတဲ့ဖက်လေးရတယ်ပေါ့နော်အဲ့လိုမနာလိုတဲ့လူတွေကတော့အဲ့လိုနေဆောင်ထိုးပြီးကြည့်ကြတာပေါ့နော်အခုကတော့ဒါ Escara Hotel မှာဖြစ်ပါတယ်။မြေဆောင်ပါပါ။အော်လေရလာဟိုမင်းစိတ်မိုက်ကျွမ်းလဲလေဘာဝလမ်းဦးရမိုက်ဆုံးတာဆုံးဘာဝချောဆုံးအောက်ရိုက်နေလားအာတိရေကိုပြောနေရလားစင်ရတဲ့โอเคဒါလေးကတော့တငယ်ချင်းလေးကကျမကို princess treatment နေပေးနေရပါတော့စားရတာအရန်ကောင်းလို့ဘာမှမပြောနိုင်ဘူးပေါ့နော်ကနန်းမဆလာပဇွန်ချက်လုံးဝပင်လက်ကအကုန်လုံးကွာအဂုံးချက်တွေရောကောင်းလို့ဘာမှမပြောနိုင်မိုးလေးအေးအေးလေးနဲ့ဘီယာလေးတောက်လိုက်တော့လဲအဲ့တော့မှားစားရတဲ့ဟာပေါ့နော်လုံးဝအရှယ်ပါအပြောင်ရှင်းလိုက်ပါရဲ့好了，这太平了。โอเคဒါကတော့ကျမတို့အခန်းလေးဖြစ်ပါတယ်ခုမှရောက်တာပါ
အမရိုက်ဒါ OTT ပါလားမိတ်ကပါလဲနားဒါတော့ Escala အခန်းလေးဖြစ်ပါတယ်ပန်းလေးတင်ထားပါတော့ဒါတော့မမလာလာတတိုက်ပါ ဒါ vlog ပေါ့နော်ဒါပေမဲ့ vlog မဟုတ်တဲ့ vlog သူများလို့ဓာတ်ပုံရိုက်ဖို့နေတာပေါ့နော်ဒီမဲ့လို့ဓာတ်ပုံရိုက်ဖို့နေတာပေါ့နော်ရေတန်းစင်လာတာပေါ့နော်ခုနဓာတ်ပုံရိုက်မယ်ဆိုပြီးတော့ရေတန်းစင်လာကြတယ်ပေါ့နော် အဲ့လိုသာပြောပါ TikTok ကတော့10ဖို့လောက်ရိုက်ပြီးပေါ့ဒါတော့ငွေဆောင်ရအောင်ရေလုံးဝမကူးဆိုတဲ့တကယ်ချင်းလေးဖြစ်ပါတယ် ရေစပါလေးလားရေတပါရေဘူးလေအမရှောအမလေးခုနကပလဲစင်ပြီးရောရေချိုးပြီးဖြစ်တယ်ဗောနော်အခုညကဟိုဘာဘီကျူကျွေးမှလို့ပြောဗောနော်အဲ့ဒါတော့စားမဖြစ်ပါတယ်ညဘက်လေတပုံမလာလေးရိုက်ဖို့အတွက်အလားပြင်မှာဗောနော်ခုနကတော့အလားတိတ်မပြင်တာကိုပါနေနဲ့ eye shadow နဲ့ liner လောက်နဲ့နှခမ်းနေတာပဲကွာဟို foundation တွေဘာမှမလုပ်နေစင်တာဗောနော်အခုတော့လှလှပပလေးနဲ့ညဘက်ရိုက်မှာဖြစ်ပါတယ်ဆိုတော့ခုနပင်လဲစင်းတဲ့ဟာမရိုက်ဖြစ်ဘူးဗောနော်ဘာလို့ဆိုတော့ဖုန်းကထားခဲ့ရလေဟိုရေးပါဆုံးဆော့တာလေတဲရင်းနဲ့လည်းဆော့ရဲရေးလည်းစင်းနဲ့အကုန်လောက်တာဗောနော်ရမ်းပြေကောင်းတာဆိုတော့အခုကတော့ skin care ပြီးတော့ဒါပြင်မှာဖြစ်ပါတယ် first step ကိုတော့ပြင်မှာလေးတော့မှာဖြစ်ပါတယ်ဘုမဲအောက်ဆက်ဒီပြရတယ်ဒီအဖြူမထဲဝတ်မှာဖြစ်ပါတယ်ဆိုတော့ခဏလေးကြည့်လိုက်ကြအောင်အရင်ဆုံး skin care လိုက်ပါဦးမေ moisturizer တော့ဘူးကြီးမယူရတော့ဒါလေးယူရပါတော့နော်တေးတော့ခဏတေးစီပြမကြည့်ပြီးမပြင်တော့မှန်တော့ကြည့်ပြီးပြင်လိုက်ပါဦး။ညာဘက်ဓာတ်ပုံအပီပီရိုက်မယ်ဆိုပြီးနှစ်ယောက်က slay နေရဖြစ်ပါတယ်။ပုံလေးတွေသွားကြည့်ချင်နေဆိုရင်တော့ IG username လေးချပေးလိုက်မယ်ပေါ့နော်။ဒါလည်းတော်စားကောင်းပါတယ်။တောက်လို့လည်းကောင်းစားလို့လည်းကောင်းပျော်ဆုံးညလေးဖြစ်ပါတယ်ပေါ့နော်။မနက်စာကိုလည်း share ဆွဲပါတယ်။ဘာလို့ဆိုတော့တရက်ပဲလာတာလीနော်။တမို့တရက်မလာလဲစားပါပါ။တူမ e princess treatment ကျော်စမျိုးတညအိတ်လာဆိုပင်မလားဆိုတော့မပင်မန်းအရန်ပျော်လို့ပေါ့နော်ဓာတ်ပုံလေးလည်းရိုက်စားလဲစားရေးတဲ့ကူပျော်စရာကြီးဆိုတော့မပင်မန်းပေါ့နော်ပင်ပန်းမယ်သွားတော့ကလည်းအိတ်တယ်လို့ပြန်တော့လည်းအိတ်တာပါဒါကတော့လည်းငါတို့နဲ့အချင်းပေါင်းစားလို့ထားစားပြီးတော့နေ့လည်စားစားတာပေါ့နော်ပြီးတော့ပြန်အိတ်ပါတယ်ပြန်အိတ်ပြီးတော့ classic မှာညစာစားဒါကတော့ classic မှာပေါ့နော်ရေခဲမှုန့်နဲ့ရေခဲမှုန့်နဲ့ပေါက်စီနဲ့အရန်လိုက်ဖက်ပါတယ်သူများကြိုက်မကြိုက်တော့မသိကိုကတော့အရန်ကြိုက်တာပေါ့နော်
ဟုတ်ကဲ့ဆိုတော့ဒီငွေဆောင် vlog လေးကတော့ဒီလောက်ပဲဖြစ်တယ်ပေါ့နော်ကြည့်ပြရတော့အားလုံးကျေးဇူးတင်ပါတယ်နောက်လည်း vlog တွေရိုက်မှာဖြစ်ပါတယ်ဆိုတော့ကြည့်ပြပါဒါပါပဲbye bye